အားလုံးမင်္ဂလာပါကျွန်တော်ဖြုတ်တရားပါ21 podcast ကနေပြန်လည်ပြီးတော့မှကြိုဆိုပါရစေကျွန်တော်ဒီ21 podcast ဆိုပြီးတော့လုပ်ဖြစ်ရတဲ့ရည်ရွယ်ချက်ပေါ့နော်နောက်ပြီးတော့ဒီနာမည်လေးပေးထားရတဲ့ရည်ရွယ်ချက်ကိုကကျွန်တော်2021နောက်ပိုင်းမှာကျွန်တော်တို့ကြုံတွေ့ကြရတဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့နော်ဒီပြဿနာတွေကိုကျွန်တော်အဓိကဦးစားပေးပြီးတော့မှပြောမယ်ဆိုပြီးတော့မှရည်ရွယ်ပြီးတော့ကျွန်တော်ဒီခေါင်းစဉ်လေးကိုဒီ21 podcast ရဲ့နာမည်လေးကိုလှုပ်ထားပြတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ဒီအခုဒီ podcast မှာလည်း2021နောက်ပိုင်းမှာကျွန်တော်တို့ကြုံလာရတဲ့ပြဿနာတစ်ခုအကြောင်းကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဲ့ဒါကတော့ identity paralysis လို့ခေါ်ပါတယ်ဆိုတော့ identity ပေါ့နော်ကျွန်တော် identity လို့ကျွန်တော်ပြောပြီးဆိုလို့ရှိရင်အမှတ်လက္ခဏာပေါ့လေနော်ဆိုတော့ identification เนาะ identity ဆိုတော့အမှတ်လက္ခဏာကျွန်တော်တို့မှာရှိကြတယ်เนาะအဲ့တော့ဒီမှာတော့အခုဒါ identity လို့ပြောပြီးဆိုရင်ကိုမြင်ထားတဲ့ပုံရိပ်ပေါ့နော်ကိုဘယ်လိုလူလဲပေါ့နော်ဟိုဆရာမဆိုဆရာဝန်အဆိုတော်ဆိုအဆိုတော်เนาะအနုပညာရှင်စီးပွားရေးလုပ်ငန်းရှင်ဆိုရဝန်တန်းအကြောင်းဆရာမစသဖြင့်ပေါ့နော်ကိုမြင်ထားတဲ့ identity တွေကျွန်တော်တို့မှာရှိကြတယ်ဒါ2021မတိုင်ခင်ကပေါ့နော်အခုဒီကာလကြာတဲ့အခါကျတော့ကျွန်တော်အမျိုးမျိုးသောကျွန်တော်တို့เนาะစင်ကောမှုအခက်အခဲတွေကိုကျွန်တော်ရင်ဆိုင်ကြရတဲ့အခါမှာ identity တွေပြောင်းကုန်တယ်เนาะအဲ့တော့ထားပါတော့ကျွန်တော်တို့ဒီပြည်တွင်းထဲမှာပဲဆက်ပြီးတော့ရှိနေတယ်ဆိုရင်တောင်မှအခုထားပါတော့ရွာတွေမီးရှို့ခံရတဲ့အိမ်တွေเนาะကျွန်တော်တို့ပျက်စီးဆုံးရှုံးရတယ်เนาะဆိုတော့အဲ့တော့နောက်တော့မဟုတ်လေကိုသွေးသားရင်းစားရဆုံးရှုံးရတဲ့အခါမှာ identity မတူတော့အရင်ကကိုကအိုးနဲ့အိမ်နဲ့နေတဲ့လူကအခုကျတော့စစ်ဆောင်ပုဂ္ဂိုလ်တယောက်စစ်ဆောင်နေရတဲ့ပြည်သူတယောက်ဖြစ်နေပြီပေါ့เนาะထားပါတော့အရင်ကကိုကအိမ်တော်ကြီးတာယာခဲ့တဲ့လူအခုကျတော့အိမ်တော်ကွဲသွားတဲ့လူအိမ်တော်ဘက်ကိုဆုံးရှုံးလိုက်ရတဲ့လူဖြစ်သွားပြီဆိုရင်ဒါ identity မတူတော့ဘူးဆိုတဲ့သဘောတရားလေးဖြစ်တယ်ပေါ့လေเนาะဆိုတော့အဲ့ထက်ပိုပြီးတော့မှကျွန်တော်တို့เนาะအသေးစိတ်ပြောမယ်ဆိုလို့ရှိရင်ဥမာကိုကနိုင်ချင်းတယောက်ပေါ့နော်အချင်းမတရားဖန်ဆီးခံခဲ့လိုက်ရတယ်အဲ့မှာကိုကစိတ်ထန်ရတယ်ကိုကရခဲ့တာတွေရှိမယ်နော်ပြီးတော့အခါကျတော့အာရမပြုခြင်းခံလိုက်ရတယ်ဒီလိုမျိုးပေါ့ကိုယ့်ရဲ့ identity တွေပြောင်းကုန်တာတွေရှိတယ်လို့တချို့ကျတော့နေဆက်ပေါ့နော်ဒီတတိယနိုင်ငံရဲ့တော့မဟုတ်ဘူးနေဆက်ဘက်ကိုထွက်လာကြတယ်တဲ့အခါမှာအရင်ကဆရာဝန်လုပ်ခဲ့တယ်အခုဒီဆရာဝန်လုပ်ကိုဆက်လုပ်လို့မရတော့တဲ့အတွက်ထားပါတော့ online shop ပဲလုပ်နေရတယ်နော်အရင်ကအကြောင်းဆရာမတူနာပြုအခုကျွန်တော်ဒီမှာ hint ချက်ပြီးတော့မှရောင်းနေရတယ်စသဖြင့်ပေါ့နော်ဆိုတော့ထားပါတော့တတိယနိုင်ငံရောက်သွားရင်လည်းဒီလိုပဲနော်ကျွန်တော်တို့ဒီအရင်ကအဆိုတော့နော်အနုပညာရှင်မင်းသားမင်းသမီးတတိယနိုင်ငံကျတော့ကိုယ့်ရဲ့ရက်တီရေးအတွက်ကိုမလုပ်လို့မရတော့တဲ့အတွက်အလုပ်တွေလုပ်ရတယ်နော်ထားပါတော့စားတော့ဆိုင်မှာလုပ်မယ်နော်အငှားရင်မောင်းမယ်စသဖြင့်ပေါ့နော်ဖြစ်လာတော့အဲ့တော့ရုတ်တရက်ကြည့်လိုက်ရင်เนาะခုနကပြည်တွင်းထဲကလူတွေလိုမျိုးကြီးခုနဆွတ်ရှောင်နေရတဲ့လူတွေလောက်တော့ဒီနယ်စပ်မှာရှိနေတဲ့လူတွေတတိယနိုင်ငံမှာရှိနေတဲ့လူတွေမခက်ခဲဘူးလို့ထင်ရတယ်ဟုတ်တယ်ခေါင်းပေါ်မှာလင်းပြန်မနေဘူးเนาะလေချောင်းရံကြောက်စရာမလိုဘုံခိုခြင်းနဲ့ဝင်စရာမလိုဘူးတိုးတော်လည်းပဲခုနပြောတဲ့ identity paralysis ဆိုတဲ့ဟာပေါ့ကိုယ့်ရဲ့ identity ကparalysis ဆိုတော့ဘယ်လိုပြောမလဲเนาะပျောက်ဆုံးသွားတယ်လည်းမဟုတ်ဘဲနဲ့ကိုဘယ်လိုမှမသိတော့ဘူးဆိုတဲ့ပြဿနာမျိုးကျွန်တော်ရင်ဆိုင်လာကြရတယ်ပေါ့လေเนาะဆိုတော့ဒါကကျွန်တော်တို့ဒါတိမ်မွေ့တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုလို့လည်းပြောလို့ရတယ်ဆိုတော့ဒီအကြီးကကျွန်တော်ခုနပြောတော့ online မှာသာတရားရောက်ကတက်ပြီးတော့ရေးမယ်ပြောမယ်ဆိုလို့ရှိရင်ဒါအများစုကမင်းတို့နိုင်ငံခြားမှာအလောက်အဆင်မပြေနေနဲ့ပြန်လာခဲ့ကြလေဆိုတာမျိုးနဲ့တုံ့ပြန်ကြမှာကိုလည်းစိုးတယ်အခုထက်အခြေအနေဆိုတဲ့လူတွေအများကြီးပဲငါမှအသက်ရှင်နေသေးတယ်เนาะမိသားစုနဲ့အတူတူရှိသေးတယ်ဘေးလို့ရမှာငါနေလို့ရသေးတယ်เนาะငါမှဝင်ငွေရတဲ့အလုပ်လေးတစ်ခုရှိသေးတယ်ငါဒါတွေကိုညှိမနေသင့်ဘူးဆိုတာမျိုးတွေနဲ့လည်းကိုယ်တိုင်ကလည်းကိုပြန်ပြီးတော့မှကျွန်တော်ဘာလုပ်ပြလဲဆိုတော့ဒီကိုယ့်ရဲ့ခံစားချက်တွေကို suppress လုပ်ပြတယ်ဖိနှိပ်ပြတယ်เนาะကိုပြန်ပြီးတော့တားဆီးပြတယ်ပြောပြရင်လည်းခုနကထုတ်ဖော်ပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်လည်းခုနကပြောသလိုပဲအထူးသဖြင့် social media ပေါ်မှာဆိုရင်ဒီလိုမျိုးပြစ်တယ်မှုတွေကခံကြရတယ်တိုးတော်လည်းပဲဒါဒီလည်းကျွန်တော်ဒီကာလမှာအထူးသဖြင့်လည်းခုနကလိုပေါ့နော်ဒီနယ်စပ်ဖက်เนาะဒီတခြားနိုင်ငံတစ်ခုနောက်ခုနလိုတတိယနိုင်ငံကိုရောက်နေကြတဲ့သူတွေမှာကြုံရတဲ့ဒါပြဿနာတစ်ခုလို့ပြောလို့ရတယ်အဲ့တော့ပြည်တွင်းမှာဆိုလဲခုနလိုမှာတဲ့ပြောတော့ CDM လောက်ထားကြတယ်ဆိုရင်အရင်ကကိုကဆရာဝန်လုပ်ခဲ့တော့ညာလည်းပဲအခုဒီဆရာဝန်လုပ်ကိုဆက်လုပ်လို့မရတော့ဘူးအရင်အကြောင်းဆရာမဖြစ်ခဲ့ပေမဲ့လည်းအခုဒီစာသင်တန်းလုပ်ကိုဆက်လုပ်လို့မရတော့ဘူးအဲ့တော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့ဒီသူများတွေစိတ်ကူးနေတာမြင်เนาะဆရာဝန်ဘဝနဲ့ပတ်သက်တဲ့ဟာတခုကိုပြန်ပြီးတော့မြင်လိုက်ရင်ကျောင်းဆရာမဘဝနဲ့ပတ်သက်ပြီးတော့ဟိုမြင်လိုက်ရင်ဒါတွေကကိုကမျက်နှိုးလို့ကိုယ်တကယ် passionate ဖြစ်လို့လုပ်ခဲ့တဲ့အရာတွေလေနော်ဆိုတော့အဲ့ဒါတွေကိုလုပ်ခွင့်မရှိတော့ဘူးဆိုတဲ့အချိန်မှာဘလောက်ပဲနောက်ခုနလိုမတရားလဲဖန်ဆီးခံမနေရဘူးအချင်းထောင်ထဲမှာလည်းမရှိနေဘူးเนาะအသက်အန္တရာယ်လည်းအဝေးကြီးပဲဆိုတော့ညာလည်းပဲတနေ့မှာကျွန်တော်တို့မပျော်မရွှင်ဖြစ်နေကြတယ်ပေါ့နော်ဆိုတဲ့အခါမှာဒီ Harvard Business Reviews ကနေမှကျွန်တော်ဖတ်မိတဲ့ဆောင်းပါးတစ်ပုဒ်ကိုကိုးကားပြီးတော့မှကျွန်တော်အဲ့လိုလူတွေအတွက်ကိုအကြံပြုချက်၅ခုကျွန်တော်ပေးခြင်းတယ်ဆိုတော့ဒီအကြံပြုချက်၅ခုကဘယ်ကနေထွက်လာတာလဲဆိုတော့အဲ့လိုမျိုးပေါ့နော်ဘဝအခြေအနေတွေမတူတော့တဲ့လူတွေเนาะ identity မတူတော့တဲ့လူတွေ
လူပေါင်းများစွာကိုမေးပြီးတော့မှဒီအခြေအနေမှာဒီအခြေအနေကိုသူတို့ဘယ်လိုကြော်ဖြတ်ခဲ့လဲဘယ်လိုနီးလန်းလေးတွေကအလုပ်ဖြစ်လဲဆိုတော့မေးပြီးတော့မှထွက်လာတဲ့အချက်၅ချက်ဖြစ်တဲ့အတွက်ခုနကလည်းကျွန်တော်ဒီကာလမှာ identity paralysis ကြုံနေရတဲ့သူတွေအတွက်ကိုဒီစကိုကိုပျောက်ဆုံးနေတာပေါ့နော်ဆိုတော့ဘာဖြစ်နေလဲလို့မေးရင်လည်းဘာမှတော့ဖြစ်မနေဘူးเนาะဒါပေမဲ့ကိုတစ်သလုံးကိုပုံဖော်လာတဲ့ identity ကပျောက်သွားပြီးတော့ဘာလုပ်နေရမှမသိဘူးဆိုတော့အခြေအနေမျိုးမှာရင်ဆိုင်နေရတဲ့သူတွေအတွက်ကိုဒီအကြံပြုချက်လေးတွေကျွန်တော်မျှဝေလိုတာဖြစ်ပါတယ်ပထမဆုံးပြောထားတဲ့အကြံပြုချက်ကတော့ဘာလဲဆိုတော့အတိတ်နဲ့ပြစ္ဆုတ်ပံကြားမှာပြက်တာပိုင်းဖြတ်လိုက်ပါဆိုတော့အကြံပြုချက်ဖြစ်ပါတယ်ဆိုတော့သူကဘာပြောချင်တာလဲဆိုတော့အတိတ်ကိုလုံးဝကြီးကိုအရင်ကလုတ်ခဲ့တာတွေเนาะဥပမာထားပါတော့ကိုကအရင်ကခုနလိုမင်းကျုပ်ရှင်မင်းသားမင်းသမီးအဆိုတော်ဆရာဝန်သူနာပြုစသဖြင့်ပေါ့နော်ကိုထားတဲ့ identity ရှိအဲ့တော့အခုချိန်ကစပြီးဒါတွေငါမဟုတ်တော့ဘူးเนาะဒီလိုပြောလိုက်လို့ကျွန်တော်တို့ကလုံးဝအပြီးပိုင်းစွန့်ပစ်လိုက်ဖို့ရလဲမဟုတ်ဘူးเนาะအတိတ်ဆိုတာမေ့ပြစ်လို့လည်းမရဘူးတိုးတော့လည်းပဲပြောချင်တာကဒါကြီးကိုကျွန်တော်ဖတ်တွေ့နေသေးပြီလက်ရှိကျွန်တော်လုပ်နေတဲ့အလုပ်ပေါ်မှာကျွန်တော်တို့ဖြန့်ဖြောင်းတန်နဲ့အလုပ်နိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတဲ့အခါကျတော့အဲ့တော့အတိတ်ဒီပြီးခဲ့ပြီအခုလက်ရှိကိုရောက်နေတဲ့နေရာကိုလက်ရှိမှာငါဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်ရှင်သန်မလဲဆိုတာမျိုးကိုကတွေးလိုက်ရမယ်အရင်ကထားပါတော့ကိုကလုပ်ငန်းရှင်အခုကျတော့အဲ့လုပ်ငန်းကိုထားခဲ့ပြီးတော့သူများဆိုင်မှာကိုကဝန်ထမ်းလုပ်နေရပြီเนาะဆိုလို့ရှိရင်အဲ့ဒါကြီးကိုလုံးဝပြတ်သားထားခဲ့မှရလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်အရင်ကဥပမာထားပါတော့ professional ဆိုမတူတော့ဘူးပေါ့နော်အရင်ကကိုကဆရာဝန်တယောက်ဖြစ်ခဲ့ပေမဲ့အခုကိုလုပ်နေတဲ့အလုပ်ဒီဆရာဝန်အလုပ်မဟုတ်ဘူးပေါ့နော်မဟုတ်လို့ရှင်ဆရာဝန်ဘဝမှာရခဲ့တဲ့ထားပါတော့လူနာတွေရဲ့လေးစားမှုမျိုးကိုဒီမှာအခုကိုလုပ်နေတဲ့စီးပွားရေးလုပ်ငန်းကိုလုပ်နေတဲ့ဝန်ထမ်းဘဝမှာ customer တွေစီရနိုင်ဖို့ဆိုတော့မလွယ်ဘာဆရာဝန်ကိုလူနာဆက်ဆံတဲ့ပုံစံနဲ့ကျွန်တော်တို့လုပ်ငန်းတစ်ခုကိုသွားပြီးတော့ customer အနေနဲ့သွားအားပေးပြီးဆိုအဲ့ဒီမှာရောင်းပေးနေတဲ့သူဝန်ဆောင်မှုပေးနေတဲ့သူကိုဆက်ဆံတဲ့ပုံစံကတော့ဘယ်လို့မှမတူနိုင်เนาะဆိုတဲ့အတွက်အဲ့ဒီနှစ်ခုရောနေတဲ့၍ကျွန်တော်တို့မှာ identity paralysis ဖြစ်မှာပဲဆိုတော့အတိတ်နဲ့လက်ရှိပြစ္ဆုတ်ပံတွေကိုလုံးဝပြက်သားပိုင်းချလိုက်တာဒီကျွန်တော်လက်ရှိဘဝကိုလက်သင့်ခံနိုင်ဖို့အတွက်ပို့ပြီးတော့မှလွယ်ကူတယ်လို့သူကပြောတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်အမြင်ကတော့အတိတ်ကဟာတွေလုံးဝပြီးခဲ့ပြီးဖုံးကားချလိုက်ဖို့တော့မဟုတ်ဘူးတိုးတော်လည်းပဲအတိတ်ကိုအရင်ဖတ်တွယ်မနေဖို့လိုအပ်တယ်ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ဒါအကြံပြုချက်နံပါတ်1အနေနဲ့သူကပြောထားပါတယ်နောက်ထပ်အကြံပြုချက်ကတော့အတိတ်နဲ့ပြစ္ဆုတ်ပံကြားရတဲ့အဆက်ကိုခိုင်မာအောင်လုပ်ပါတယ်เนาะဆိုတော့အခုနကကျတော့ပိုင်းဖြတ်လိုက်ပါလို့ပြောတယ်အခုဒီနှစ်ခုကြားဆက်ပြန်ပြီဆိုတော့နည်းနည်းလေးရှုပ်ထွေးသလိုဖြစ်တယ်ဒါပေမဲ့ကျွန်တော်နားလေတဲ့ဟာလေးကတော့ဘာလဲဆိုတော့အတိတ်ဆိုတာခုနကလည်းကျွန်တော်ပြောလိုက်တယ်လို့ပဲပြစ်ပယ်လိုက်လို့ကျွန်တော်တို့မရเนาะအတိတ်မှာကျွန်တော်လုပ်ခဲ့တဲ့ဟာတွေဒီပါလာတာပဲရှိလာတာပဲเนาะဆိုတော့ပိုင်းချလို့မရဘူးလုံးဝမေ့ပြလိုက်ဖို့မရအောင်เนาะပြီးတော့ခုနကလို့ suppress လုပ်တယ်ဆိုတဲ့ကိစ္စပေါ့เนาะကျွန်တော်တို့ဒါ emotional well being emotional management နဲ့ပတ်သက်လို့ရှိရင်အဲ့လိုမျိုးဖိနှိပ်လိုက်တယ် suppress လုပ်လိုက်တယ်ဆိုတဲ့ဟာဒီမကောင်းဘူးเนาะဒါကျွန်တော်တို့အားလုံးသိကြတယ်ဆိုတော့ဥပမာထားပါတော့အတိတ်ကထားပါတော့ခုနလိုအခုအဆိုတော်ဘဝကမေ့ထားမယ်ဒီအဆိုတော်ငါလုပ်ခဲ့တယ်ဆိုတာရမေ့ထားမယ်ဆိုတာဒီအခိုက်အတန့်တော့အဆင်ပြေတယ်ဒါပေမဲ့အကြောင်းကြောင့်ပြန်ပေါ်လာပြီဆိုတဲ့အချိန်ကြာလို့ရှင်ကိုခံစားရလိမ့်မယ်ဆိုတော့အတိတ်ဒီကျွန်တော်မေ့ပြဖို့မဟုတ်เนาะဆိုတော့လုံးဝဤဒါအကြောင်းမတွေးမိအောင်ငါနေမယ်ဆိုတာမျိုးလည်းမဟုတ်ဘူးအတိတ်နဲ့ပြစ္ဆုတ်ပံကြားမှာအဆက်ရှိရဆိုဟုတ်ပြီငါဒီတစ်ချိန်ကဆရာဝင်အခုငါယုံကြည်ရအောင်လုပ်တဲ့အတွက်ငါစိတ်ကူတလို့မရတော့ဘဲနဲ့ငါအခုလက်ရှိဒီနေရာကိုရောက်လာရတယ်နော်ဒီနေရာရောက်လာပြရတဲ့အခါမှာငါဟုတ်တယ်ဆရာဝန်ဘွားကတော့ငါခဏနားထားတယ်တော်တော်လည်းပဲငါလက်ရှိမှာငါဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်ဆက်ပြီးတော့ရှင်းသန်မယ်ဆိုတဲ့ဟာမျိုးနော်ဆိုတော့လက်ရှိကိုယ့်ရဲ့အရှိတရားကိုလက်သင့်ခံနိုင်ဖို့လုပ်တာပါပဲနော်ဆိုတော့အဲ့တော့ထားပါတော့ခုနလိုပဲကိုကအရင်ကအနုပညာရှင်အခုတော့ငါအနုပညာရှင်အလုပ်ဆက်လုပ်လို့မရတော့ဘူးနေရာအသစ်ကိုရောက်သွားတယ်အဲ့နေရာအသစ်မှာငါဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်ဆက်ပြီးတော့မှလုပ်မယ်ဆိုတော့ငါဒီနေရာကိုရောက်လာတာဒီခုနထားပါတော့တချို့ကျွန်တော်ဒီမှာနေဆက်မှာဆိုလဲထောက်ထားတယ်မရှိကြဘူးပေါ့နော်တော်တော်မရှိတော့နိုင်ငံမဲ့လူလို့ဖြစ်နေတယ်နော်တရားမဝင်ခိုးဝင်လာတဲ့လူတွေဖြစ်အဲ့တော့ငါတို့ကခိုးဝင်လာရတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပြောမလဲမဟုတ်တာတစ်ခုခုလှုပ်ထားလို့ကျွန်တော်တို့ကရဲတွေကိုကြောက်နေရတာမျိုးတော့မဟုတ်ဘူးလေနော်ဆိုတော့ကျွန်တော်ဘာမဟုတ်တာမှမလှုပ်ထားဘူးဒါပေမဲ့ကျွန်တော် power ရှိတဲ့လူနဲ့အာဏာရှိတဲ့လူတွေကိုကျွန်တော်အန်တုရင်းနဲ့ကျွန်တော်ဒီလိုမျိုးဖြစ်လာတယ်ဆိုတော့ဒါမျိုးကိုကျွန်တော်ကမြင်လိုက်တယ်ဆိုရင်အရင်ကိုအားငယ်တဲ့စိတ်သိပ်ပြီးတော့မှမဖြစ်တော့ဘူးပေါ့နော်โอเคငါအဲ့လိုရွေးချယ်မှုကငါလုပ်ခဲ့လို့ဒီလိုဟာမျိုးကြုံတယ်အဲ့တော့ငါဒါကြီးကိုတိတိကြီးနဲ့လည်းငါရွေးချယ်ခဲ့တယ်ငါရွေးချယ်မှုရဲ့နောက်ဆက်တွဲငါလက်သင့်ခံမယ်ဆိုတာမျိုးဒီအတိတ်ကြောင့်เนาะကျွန်တော်လက်ရှိပြစ္ဆုတ်ပံမှာဖြစ်လာတဲ့ဒီအဆက်ကိုခိုင်မမလေးကိုယ်တိုင်ကပြောနိုင်ဖို့လိုတယ်ပေါ့လေเนาะဥပမာထားတော့ကျွန်တော်ဒီကာလမှာဆိုကိုနဲ့တက်တူရွယ်သူတငယ်ချင်းတွေနဲ့စုံကြတယ်เนาะသူတို့ဆိုရင်ကိုရီရဲ့ဘဝတက်ဟိုအရှိကိုရောက်သွားကြပြီကွာလက်သင့်မခံနိုင်ကိုရဲ့ပြစ္ဆုတ်ပံเนาะဆိုလို့ရှိရင်လည်းခုနပြောသလိုကိုပျောက်ဆုံးနေဆိုတဲ့ခံစားချက်ကပေါ်လာတာပဲโอเคအဲ့တော့မင်းတို့ယုံကြည်ချက်အရာမင်းတို့ဒီလမ်းကိုရှောက်တယ်ငါလည်းငါယုံကြည်ချက်ဒီလမ်းကိုရှောက်တဲ့အတွက်မင်းတို့နဲ့ငါနဲ့အခြေအနေတော့မတူတော့ညာလည်းပဲငါလက်ရှိအနေထားကတော့ဒီလိုဖြစ်တယ်ဒီဟာအပေါ်မှာငါဂုဏ်ယူတယ်စသဖြင့်ဒါမျိုးခံခံမှာကိုယ်တိုင်ကပြောနိုင်ရင်တဲ့ဒီကိုယ့်ရဲ့လက်ရှိဖြစ်နေတဲ့အရှိတရားတွေကိုပို့ပြီးတော့မှလက်သင့်ခံနိုင်တယ်လို့သူတို့ကပြောထားတယ်ပေါ့နော်နောက်တတိယတစ်ချက်ကတော့
ကျွန်တော်တို့အများနဲ့ပြောရတဲ့ emotional management ပေါ့နော်ကိုယ့်ရဲ့ခံစားချက်တွေကိုစီမံပါတယ်ဘာလို့ဆိုတော့ခံစားချက်တွေကျွန်တော်အမြဲပြောတယ်ခံစားချက်တော့ရှောင်ရှားလို့မရနော်ခံစားချက်တွေဖြစ်တာပဲနောက်အတိတ်ကကိုကိစ္စတွေကိုပြန်ပြီးတော့မှစဉ်းစားလိုက်မယ်ဆိုလို့ရှိရင်နော်ပူလောင်နေဆိုတဲ့ခံစားချက်ကဖြစ်တာဘာလို့ဆိုတော့ဒါတွေကိုလက်ရှိမှာမရှိနေတော့တာနော်အဲ့လိုပဲအနာဂတ်အကြောင်းကိုစဉ်းစားလိုက်ရင်လည်းငါအနာဂတ်ကြီးကမရေရာဘူးဆိုပြီးတော့ပူပန်တဲ့စိတ်ကဖြစ်တာပဲနော်ဆိုတော့ဒေါသထွက်စရာတွေတွေးလို့ရှိရင်ဒေါသထွက်တယ်နော်မနာလိုခြင်းစရာကောင်းတဲ့အရာတွေတွေးလို့ရှိရင်မနာလိုတဲ့စိတ်ကဖြစ်တယ်ဆိုတော့ဒါဒီကျွန်တော်တို့ရှောင်ရှားလို့ရတဲ့ကိစ္စမဟုတ်အဲ့တော့လုပ်လို့ရတာပါလဲပေါ်လာတဲ့ emotions ကိုသိပြီးတော့အဲ့ emotions ရဲ့သားကောင်မဖြစ်အောင်ပဲကျွန်တော်လုပ်လို့ရတယ်နော်ဆိုတော့ခုနလိုပဲလူတယောက်တည်เนาะကိုအရင်ကပြည်သူအားပေးတဲ့လူပညာရှင်တယောက်ဖြစ်ခဲ့တယ်အခုကျတော့ကိုကဒီတတိယနိုင်ငံမှာရရလို့တခုကိုလုံနေရတယ်ဆိုဒီဟာကြီးကိုပြန်တွေးလိုက်တိုင်းမှာကိုစိတ်ထဲမှာဒေါသဖြစ်တာဖြစ်မယ်เนาะဝမ်းနေတာเนาะအမလို့အားမရဖြစ်တာစသဖြင့်ဒီခံစားချက်တွေဒါဖြစ်လာတာပဲဖြစ်လာတဲ့ဟာလေးကိုကိုသိပြီးတော့စီမံနိုင်ဖို့ကပဲလိုအပ်တယ်เนาะဒါကြီးကိုကျွန်တော် suppress လုပ်ထားလို့လည်းမရဘူးအဲ့လိုခံစားချက်ပေါ်တိုင်းရင်ကျွန်တော်ဝမ်းနဲ့ပူဆွေးပြီးတော့เนาะမကောင်းတဲ့နည်းတွေနဲ့ထွက်ပေါက်တွေပေးအရက်တွေမူရစေးနဲ့ထွက်ပေါက်ပေးနေလို့လည်းမရဘူးကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုကျွန်တော်တို့အရှိတိုင်းအတိအမှတ်ပြုပြီးတော့ဒီခံစားချက်တွေရဲ့သားကောင်မဖြစ်အောင်ပဲကျွန်တော်တို့ကလုပ်လို့ရတယ်เนาะဒါကြောင့်ကျွန်တော်တို့ resilience နဲ့ပတ်သက်ရင်လည်းပြော resilience ဆိုတာဘာခံစားချက်မှမရှိတာကိုပြောတာမဟုတ်เนาะဝမ်းနေစရာတွေ့လဲသူက1 minute တက်တော့เนาะစင်မကောင်းစရာဖြစ်လဲသူကတွေ့လဲစင်မကောင်းတက်တော့စင်မကောင်းမဖြစ်တော့ဒါမျိုးကိုပြောတာမဟုတ်ဒါစိတ်ခံစားချက်တွေထုံချင်သွားတယ်လို့ခေါ်တယ်เนาะဆိုတော့ဘာခံစားချက်မှမရှိတော့ဆိုတော့အဲ့ဒါမျိုးကိုပြောတာမဟုတ် resilience ဒီပြိုလဲစရာရှိရင်ပြိုလဲတယ်ငိုစရာရှိရင်ငိုတယ်ဝမ်းနေစရာရှိရင်ဝမ်းနေတယ်ဒါပေမဲ့မရက်လိုက်ဘူးเนาะကိုလှုပ်ရှားရှိတဲ့လှုပ်တွေကိုဆက်ပြီးတော့မှလှုပ်နေတယ်ဒီခံစားချက်တွေအကောင်းဆုံးစီမံနေတယ်ဒီခံစားချက်တွေနဲ့လွန်မြောက်အောင်လို့သူကစူးစမ်းနေတယ်เนาะဆိုတော့ဒါကိုကျွန်တော်တို့က resilience လို့ခေါ်တာဒါကြောင့်မလို့ဒီလိုမျိုး identity paralysis ကြုံနေရတယ်ကိုပျောက်ဆုံးနေတယ်ဆိုတော့သူတွေမှာလည်းဒီကိုယ့်ရဲ့ခံစားချက်တွေကိုသိရှိဖို့ဒီအမှန်တမ်းအရေးကြီးတယ်ဒါ mindfulness is everything ဆိုပြီးတော့လည်းကျွန်တော်ပြောခဲ့ပြီးတယ်အရာအလုံးမှာဒီတတိယအရေးကြီးဆုံးเนาะတတိဒီပစ္စုပန်ကိုတတိထားမိတာဖြစ်တယ်အခုဒီလိုပြဿနာတွေဆိုတာတကယ်တမ်းကတော့အတိတ်ကအရာတွေကိုကျွန်တော်ပစ္စုပန်ကိုခေါ်လာမိတဲ့အခါမှာဒီခံစားချက်တွေဖြစ်တယ်နော်အတိတ်ကကိုဘာတွေလုပ်ခဲ့တယ်ကိုဘယ်လိုလူကိုရှိခဲ့တဲ့ identity ကိုပစ္စုပန်ချင်းနေနဲ့လာပေါင်းလိုက်တဲ့အခါမှာကျွန်တော်ဒီခံစားချက်တွေဖြစ်တဲ့အတွက်အတိတ်ကပြီးခဲ့ပြီနော်ဆိုတော့လက်ရှိပစ္စုပန်ဆိုတော့ပိုင်းခြားပြီးတော့သိလာတာနဲ့အမျှဒါတွေကနေကျွန်တော်လွန်မြောက်နိုင်မယ်လို့ကျွန်တော်တို့ပြောထားတယ်ပေါ့နော်အဲ့တော့သရုပ်ဓာတ်တစ်ခုကကြတော့ဘာလဲဆိုတော့အလုံးနဲ့မဆိုင်တဲ့တခြားသောကိုယ့်ရဲ့ identity တွေကိုလည်း focus ထားပါတယ်အာရုံစိုက်ပါပေါ့တတိယပါပေါ့နော်ပြောချင်တာပါလေဟုတ်တယ်ခုနအလုပ်ကျွန်တော်လူတွေမှာ identity ဆိုရင်မျိုးရှိတယ်နော်။စာရေးဆရာဝန်သူနာပြုနော် social influencer စသဖြင့်ဒီလိုမျိုးကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်နော်ကျောင်းဆရာမစသဖြင့်ဒီလိုမျိုး identity အလုပ်နဲ့ပတ်သက်တဲ့ identity တွေရှိတယ်လို့တခြားသော identity တွေလည်းကျွန်တော်တို့မှာရှိသေးတယ်နော်။ဥပမာထားပါတော့ကိုဒီကျွန်တော်တို့ခုနလိုဆရာဝန်လုပ်ကိုဆက်လုပ်လို့မရတော့ညာလည်းပဲကိုမှတခြား identity ရှိတယ်။ဘာလဲဆိုတော့ဒီမတရားမှုကိုဒီလက်ပိုက်ကြည့်မနေခဲ့ပဲနဲ့ရတဲ့နီးနဲ့ဆန့်ကျင်ခဲ့တယ်ဆိုတော့ identity ဆိုတော့ဒီဟာကိုလည်းကျွန်တော်တို့အတိအမှတ်ပြုဖို့လိုရတယ်ဟိုဘက်မှာကျွန်တော်ဆုံးရှုံးလိုက်တဲ့ကိုမရှိတော့တဲ့ဆရာဝန်ဆိုတဲ့ဘဝကြီးကိုပဲကျွန်တော်တို့မကြည့်နေပဲနဲ့ငါဆရာဝန်ဆက်လုပ်လို့မရတော့ဘူးငါအခုချိန်မှာတခြားအလုပ်ကြီးလုပ်နေရပြီငါနဲ့မဆိုင်တဲ့စီးပွားရေးအလုပ်ကြီးကိုငါလုပ်နေရပြီလို့မတွေးပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဒီ identity တွေကိုလည်းကိုကအတိအမှတ်ပြုဖို့လိုရမယ်ဥပမာထားပါတော့သားသမီးအနေနဲ့စဉ်းစားကြည့်မယ်ဆိုကိုသားသမီးအတွက်ကိုဒီဂုဏ်ယူရလောက်တဲ့အဖေကောင်းအမေကောင်းတယောက်ဖြစ်တယ်ဆိုတော့ဒီလေကို identity ပဲเนาะဆိုတော့နောက်တစ်ချိန်ကျတော့2021ဒေါ်လာရေးအကြောင်းပြောကြပြီဆိုတော့ချိန်ကြလို့ရှင်ဒီ2021ဒေါ်လာရေးဒီကျွန်တော်တို့88တုန်းကအခြေအနေနဲ့လည်းမတူဆို88တုန်းကသတင်းမီဒီယာတွေမပွင့်လင်းသေးနော်တော့ကျွန်တော်တို့ငယ်ဆိုရင်88ဆိုရင်လူကြီးတွေပြန်ပြောသလိုဆိုဟာတနိုင်ငံလုံးကြီးကနော်ဖြစ်ချင်တိုင်းပြက်နေတဲ့အချိန်မှာစစ်တပ်ကဝင်ထိန်းလိုက်တာမျိုးဆိုတာမျိုးတွေတချို့ပြောကြတာရှိတယ်နော်ဆိုတော့သိချာမသိကြအခုကကြတော့နောက်ပိုင်းပေါ်လာမဲ့ generation နဲ့2021 military coup ဆိုပြီးတော့ online မှာရိုက်ရှာကြည့်လိုက်နော်ဆိုလို့ရှိရင်ပေါ်ထွက်လာမယ့်ဟာတွေအများကြီးပဲဒါလိန်လို့ရတဲ့အရာတွေမဟုတ်နော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာကိုမိဘာလုပ်နေခဲ့လဲနော်ဆိုတဲ့အရာဒီတို့အတွက်ကဂုံယူစရာကောင်းသလားရှက်နေရမှာလားဆိုတာကြီးဖြစ်လာမှာပဲတေးချာပဲနော်ဆိုတော့ကိုဒီဟုတ်တယ်ကိုသားသမီးကိုလက်ရှိအခြေအနေအရာထားပါတော့ပတ်စံနေအများကြီးเนาะကျောင်းကောင်းမှာ international school တွေမှာကိုကမထားနိုင်တော့ညာလေပဲเนาะကိုမိဘဟာကိုဒီလိုအချိန်မှာဘယ်လိုရက်တည်ခဲ့တယ်ဆိုတော့เนาะအမွေကောင်းနာမည်ကောင်းဂုဏ်သတင်းကိုတော့ကျွန်တော်ဘာလုပ်ပေးနိုင်မလဲဆိုလက်ဆင့်ခံနိုင်ဒါဒီလည်းခုနပြောတဲ့ဂုဏ်ယူလို့ရတဲ့အချက်တစ်ချက်ပဲဒီလို identity ကနေလည်းကြည့်လို့ရတယ်เนาะနောက်ထားပါတော့သူကသားသမီးအနေနဲ့ဆိုလည်းဒီလိုပဲဟုတ်တယ်ကိုဒီမိဘပေါ်မှာတာဝန်မကျေတဲ့သားသမီးတော့ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကိုမိဘတွေကကိုနဲ့ပတ်သက်လို့ဂုဏ်ယူနေရတာမျိုးဒါရှိနိုင်တယ်
နော်ဆိုတော့အဲ့လို identity လေးတွေကိုလည်းသူကကြည့်ပါလို့အဲ့လို identity လေးကိုလည်းထည့်စဉ်းစားပါပေါ့ဒီဘက်မှာကအလုံးနဲ့ပတ်သက်တဲ့ငါဆရာဝန်မဟုတ်တော့ဘူးငါအနုပညာရှင်မဟုတ်တော့ဘူးငါနော်ငါကျောင်းဆရာမမဟုတ်တော့ဘူးကိုတကယ်အရန်ကိုမမောခဲ့တဲ့မျက်နှိုးခဲ့တဲ့အရာတွေပျောက်သွားတယ်ဒီ identity ပျောက်သွားတာဟောပဲကိုမကြည့်နေပဲနဲ့နော်ငါအခုချိန်မှာငါပြောကြပါတယ်နော်ကျွန်တော်ဟာဝန်ထမ်းဖြစ်နေပြီငါဘယ်လိုမျိုးအလုပ်တွေလုပ်နေရပြီဒါဆိုအရင်လိုဖောင်မျိုးမဟုတ်တော့ဘူးဆိုတာမျိုးပဲမစင်စားနေပဲနေပေါ့နော်ဒီဘက်မှာတခြား identity ရှိတယ်မိခင်ကောင်းဖခင်ကောင်းသားသမီးကောင်းနော်ဒါပါတော့တိုင်းပြည်အတွက်ဆိုလို့ရှိရင်လေကိုဒီဒါတာဝန်ကျေတဲ့နိုင်ငံသားကောင်းတစ်ယောက်နော်ဒါမှမဟုတ်လဲထားပါတော့ကိုနဲ့ကိုတက်ငယ်တဲ့သူတွေကနေမှာကိုကိုလေးစားအားကြရတဲ့ role model တစ်ယောက် idol တစ်ယောက်လည်းဖြစ်နေနိုင်သေးတာပဲပေါ့နော်ဆိုတော့ဒီလိုရှုထောင့်လေးတွေကနေကြည့်ပါလို့နံပါတ်၄အချက်အနေနဲ့သူတို့အကြံပြုထားတယ်နောက်ဆုံးတစ်ချက်ကတော့သူကစိတ်ကူးရင်အိမ်မက်ပါနော်စိတ်ကူးရင်အိမ်မက်ဆိုတဲ့သဘောကတော့ဘာပြောချင်တာလဲဆိုတော့မျောလင့်ချက်ထားပါပေါ့နော်လူဟိုမှာဘဝမှာပေါ့အမှထားပါကိုခုမှကိုကလုပ်တစ်ခုကိုလုပ်နေရပြီနော်လုပ်နေရပြီဆိုရင်နောက်9နှစ်နေလို့ရှိရင်ငါဒီအလုပ်မှာဘယ်လိုမျိုးတိုးတက်အောင်လုပ်မယ်။ဘာမှမလဲကိုကနောက်9နှစ်နေလို့ရှိရင်ကိုကကိုယ်ပိုင်လုပ်ငန်းလေးလုပ်မယ်နော်။ဒါမှမဟုတ်လဲကိုကလက်ရှိဒီအလုပ်ကငါ temporary ပဲလုပ်မှာ။နောက်တစ်ချိန်ကြာလို့ရှိရင်ငါရဲ့ငကိုမူလ profession ကိုငါပြန်သွားမယ်။အဲ့တော့ငါလောလောဆယ်အလုပ်လုပ်လို့မရတော့ညာလည်းပဲငါရဲ့လေးလာတင်ယူမှုကိုငါပဲရက်လိုက်ပါ။နော်ငါလက်ဆက်ပြီးတော့လေးလာဆက်ရှိရဆက်ပြီးတော့မှလေးလာနေမယ်ပြောချင်တာကဘာလဲဆိုတော့အနာဂတ်ဒီဟုတ်တယ်ဟိုမောင်မိုင်းနေတာမှန်တယ်ဝေဝါးနေတာမှန်တယ်နော်မရေရတာမှန်တယ်သို့တော်လည်းပဲတစ်ခါလေးမှာအနာဂတ်နဲ့ပတ်သက်တဲ့ positive imagination နော်နောက်တစ်ချိန်ကြာလို့ရှိရင်ဘလို့ငါဖြစ်လာခြင်းလဲဆိုတဲ့အရာကိုလည်းကျွန်တော်တို့ကတွေးပေးပါပေါ့နော်ဒီလိုမျိုးလေးလည်းသူတို့ကအကြံပြုပါတယ်နော်ဆိုတော့ဒီ၅ချက်ဒီကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်ဖတ်လိုက်ရတဲ့အချိန်မှာကျွန်တော်ဒီကာလမှာခုနလိုပေါ့နော် identity paralysis ကြုံနေရတဲ့ညီကောင်မောင်နှမတွေအတွက်ကိုတော်တော်လေးအကျိုးရှိနိုင်မယ်လို့ယူဆတဲ့အတွက်ကျွန်တော်ဆောင်းပါးလေးရေးပူတယ်အခုဒါဗီဒီယိုအနေနဲ့ကျွန်တော်ပြန်ပြီးတော့မှလုပ်လိုက်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဟာကိုပြောရတာပေါ့လင်းလင်းပြောရနည်းနည်းတော့အားနာစိတ်ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်အခုလက်ရှိပေါ့နော်စိတ်ပိုင်းဆိုင်ရာအဖြစ်တိုင်းတာတစ်ခုတည်းအဆင်ပြေနေရတဲ့အကြောင်းရင်းတွေထဲမှာအဲ့ဒီ identity မပြောက်သွားတာမ change သွားတာလဲပါတယ်ပေါ့နော်ကျွန်တော်အရင်ကလည်းဒီလုပ်တွေပဲကျွန်တော်လုပ်ခဲ့တယ်တန်တန်းနေပေးတယ်စာရေးတယ်ဟောပြောတယ်ပေါ့နော်အခုလည်းကျွန်တော်ဒီလုပ်တွေပဲလုပ်ရတယ်တော့အရင်လောက်တော့ကျွန်တော်ထားပါတော့အလုပ်တွေများများဆဆလုပ်လို့မရတော့ဘူးဝင်ငွေဆိုလည်းထိခိုက်တာတွေရှိတော့ညာလည်းပဲကျွန်တော် identity စာရေးဆရာဆိုတဲ့ identity trainer ဆိုတဲ့ identity ကမပြောင်းပါဘူးတကယ်လို့တော့ကျွန်တော်အခုတတိယနိုင်ငံကိုသွားမယ်နော်ရောက်သွားမယ်ဆိုလို့ရှိရင်အဲ့ကြပြီကျွန်တော်အဲ့မှာရှင်တန်ရက်တည်ဖို့အတွက်ကိုကျွန်တော်ရတဲ့အလုပ်ဝင်လုပ်ရမှာထားပါတော့ဆရာဝန်ပြန်လုပ်မယ်ဆိုလဲစာတွေသိချေဖတ်ရမယ်ဆိုတော့အဲ့လိုမဖတ်နေတဲ့စက်ကြားကာလတော့ကျွန်တော်တခုခုလုပ်အောင်ပါပဲတကယ်လို့ကျွန်တော်ဆရာဝန်ဆက်လုပ်ဖို့လည်းအစီအစဉ်မရှိတော့ဘူးဆိုရင်အဆင်ပြေတဲ့အလုပ်ကိုလုပ်အောင်နော်လုပ်ရတဲ့ခါကျတော့ကျွန်တော်မှလည်း identity ပြောင်းသွားတယ်ဆိုတဲ့ပြဿနာကြုံမှာပဲပေါ့နော်ဒါကြောင့်မလို့လည်းကျွန်တော်ပုံမှန်နေလင်းပြောရရင်အဲ့တရနိုင်ငံသွားဖို့စိတ်ကူးမရှိဘူးဆိုတဲ့အဲမှာအဲ့ဒါတွေကိုကျွန်တော်ရင်မဆိုင်ချင်တာလည်းပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ကြတဲ့အဲမှာလူမျိုးမျိုးပါနိုင်တယ်နော်အဲ့ဒီနိုင်ငံရောက်သွားတဲ့လူတွေဘက်ကလည်းကျွန်တော်ကာကွယ်ပြီးပြောရမှာကျွန်တော်ကိုယ်တိုင်လည်းမရောက်နေဘူးဒါပေမဲ့သူတို့ဒီလည်းအဆင်ပြေမနေကြဘူးပေါ့နော်ဒီဟာလေးကိုလည်းဥပမာထားပါတော့ကိုကအခုပြည်တွင်းထဲကနေကြည်နေရပဲဖြစ်ဖြစ်နော်နေဆက်ကနေကြည်နေရပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီမှာခုနလိုပေါ့နော်အဆင့်3ဆင့်ပေါ့နော်ပြည်တွင်းကလူတွေဆိုရင်လည်းသူတို့အမတန်ခက်ခဲတဲ့အတွက်နော်နေဆက်ရောက်နေပြီဆိုရင်နည်းနည်းလေးတော့တော်သွားသေးတာပေါ့အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်တတိယနိုင်ငံဆိုရင်ကျွန်တော်တို့ထပ်တောင်မှပို့ပြီးသူတို့အထောက်ထားတွေရှိနေပြီအနာဂတ်ကရည်ရသွားပြီဒီလိုမြင်ကြတဲ့အခါမှာအဲ့တော့နိုင်ငံခြားနေကြီးမနေနဲ့နော်စသဖြင့်ပြောကြတာပေါ့နော်ဆိုတော့တကယ်တမ်းကတော့ကျွန်တော်အမြင်အားလုံးမှာကိုစီအခက်ခဲလေးရှိကြတယ်အခုကျွန်တော်ပြောသွားတဲ့ပြဿနာတွေဆိုဒီနေဆက်နဲ့ဒီတတိယနိုင်ငံဟိုကျွန်တော်ပြည်တွင်းလေးကနေတော့ထွက်လာကြပြီဆိုတဲ့သူတွေမှာတွေ့ရတဲ့ဒါစိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုပေါ့နော်ဒါကြောင့်ဒီဗီဒီယိုလေးကြည့်ပြီးသွားတဲ့အခါမှာလည်းငါတို့အားလုံးကိုစီမှာဆိုင်ရာတိုက်ပွဲတွေနော်ဆိုင်ရာ struggle တွေရုန်းကန်မှုတွေရှိနေကြတာပဲဆိုတဲ့အတွေးလေးကိုလည်းရသွားစေချင်တယ်နော်အဲ့တော့အပြန်လည်နားလည်မှုလေးထားဖို့အဓိကအရေးကြီးဆုံးဖြစ်ပါတယ်နော်ဆိုတော့အထက်မှာကျန်နေခဲ့တဲ့လူတွေရဲ့ဒုက္ခကလည်းဒုက္ခတသက်ရှိတယ်နော်အပြင်ရောက်သွားတဲ့သူတွေမှာလည်းကိုစီဒုက္ခရှိတယ်ဘယ်သူဒုက္ခအကြီးရသေးတယ်လို့တစ်ခါလေးမှာတော့ပြောဖို့ရလဲခက်တယ်ကျွန်တော်ဒါစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှင်ဘယ်တော့မှအဲ့ဒါမျိုးကိုကျွန်တော်တို့မပြောသင့်တဲ့ထဲမှာပါတယ်ပေါ့နော်ဒါနဲ့ထက်ဆိုတဲ့လူတွေအများကြီးပဲဆိုတာမျိုးတွေနဲ့မတွေးပဲနဲ့ပေါ့နော်တစ်ဖက်လူကပြောလာလို့ရှင်လည်းနားထောင်ပြဖို့လိုအပ်တယ်ကိုယ်တိုင်ကလည်းကိုယ့်ရဲ့ခံစားချက်တွေကိုအရင် suppress မလုပ်ထားဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ငါထက်ဆိုတဲ့လူတွေအများကြီးငါမငြင်းနေတင်ဘူးဆိုလို့ရှင်ကြားလာတဲ့ခါမှာကိုယ့်ရဲ့အတွင်းထဲမှာပိတ်လောင်လာပြီးတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာကျွန်တော်ထိခိုက်မှုတွေရှိလာနိုင်တယ်ပေါ့လေနော်ဆိုတော့ကျွန်တော်ကတော့ခုနပြောသလိုပဲကျွန်တော်တတိယနိုင်ငံမရောက်သေးတဲ့အတွက်ဒီပြဿနာကြောင့်တိတ်ပြီးတော့မကြုံဘူးအဲ့လိုမကြုံရင်လို့လည်းကျွန်တော်မှလည်းခုနပြောသလိုအဖြစ်မနေသွားရမယ်အကြောင်းရင်းကလည်းမရှိတဲ့အတွက်ကျွန်တော်မသွားဖြစ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ပြောချင်တာက
ဟိုတတိယနိုင်ငံရောက်သွားလို့လဲဆဆရရအဆင်ပြေနေမှာမဟုတ်ဘူးမတက်တာတဲ့အခြေအနေတွေကြောင့်တွားကြရတာဖြစ်တယ်ပေါ့လေနော်ဆိုတော့အဲ့လိုမျိုးလေးကျွန်တော်တို့အပြန်လည်နားလည်မှုလေးထားပါတော့ပြည်တွင်းမှာရှိနေကြတဲ့သူတွေလည်းပြည်တွင်းမှာဆိုင်ရာအခက်အခဲတွေအများကြီးပဲရှိမှာပဲနော်ဆိုတော့အဲ့ဒါလေးတွေအပြန်လည်နားလည်မှုလေးထားပြီးတော့ကျွန်တော်ဒီကာလဖြတ်ကျော်ကြမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့ကျွန်တော်အခုပြောခဲ့တဲ့ Harvard Business Review ကနော်စောင်းပါလေးကိုကျွန်တော်ကိုးကားပြီးတော့ပြောခဲ့တဲ့အချက်၅ချက်ကလည်းဒီကာလမှာ identity paralysis ကြုံနေရတဲ့ဒီကောင်မတွေအတွက်ကိုတစုံတရာအကျိုးရှိနေလို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ